Hello မင်္ဂလာပါကျွန်တော်နှစ်ချင်းခရစ်ယာန်ပါဒုတိယမွေးချင်းခံပြီးတဲ့ on again ဒီယိုဖလာ generation 40မြောက်နှစ်ချင်းခရစ်ယာန်ဖြစ်ပါတယ်ကျွန်တော်ယုံကြည်ခြင်းကို doctrine ကိုပြောတာပါကျွန်တော်ကျွန်တော်ပုဂ္ဂိုလ်၃ပါးမရှိဘူးဆိုတော့ကျွန်တော်ပြောနေတာဖြစ်တယ်3%မရှိပါဘူး3%မရှိပါဘူးခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်ပုဂ္ဂိုလ်အဖြစ်နဲ့မရှိဘူး3%တီးခြားပုဂ္ဂိုလ်အဖြစ်နဲ့မရှိဘူးဆိုတော့ကျွန်တော်တင်ဆက်နေတာဖြစ်တယ်သတင်းပေးနေတာဖြစ်တယ်သတင်းစကား sharing လုပ်နေတာဖြစ်တယ်အဲ့တော့ဒီပုဂ္ဂိုလ်၃ပါးရှိစေတယ်ဆိုတဲ့အမြင်ကိုမြင်တာဟာChristological interpretation ကိုနားမလည်လို့ပါတယ်ဖြစ်Christological interpretation ဆိုတာဘာလဲဆိုတော့ sonship ကိုပြောတာဖြစ်တယ်လူကိုသားရဲ့အဖြစ်တော်ဂိုင်းဆက်ခွင့်အားဖြင့်နောင်တဆွဲတဲ့သတို့သမီးကညာပရိသေတွေဆွဲယူအဲ့ဒါ what began flesh process ဖြစ်ဘေးဖန်ခါရိုပက်တန် s လို့လက်တင်လို့ပြောတယ်သူရဲ့ concrete နဲ့ပြောမယ်ဆိုရင် Olago sas agneto လို့ပြောတယ်အဲ့ဒါနှုတ်ကပတ်တော်လူစားတိခံယူခြင်းဆိုရဲအင်မတန်ပေါ့နော် Christianity ရဲ့အသေးနှလုံးပဲအဲ့ဒါအပြစ်မဲ့ပရိသေတွေဆွဲနှုတ်ကပတ်တော်အပြစ်မဲ့ပရိသေတွေဆွဲလူစားတိဖြစ်ကိုခံယူအဲ့ဒါကိုပြောတာဖြစ်တယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒါကိုနားမလည်ဘာဖြစ်လာလဲပုဂ္ဂိုလ်၃ပါးဘုရားသုံးဖြစ်အဲ့ဒါကိုနားမလည်တဲ့အတွက်တော့ပြေဘွားရောတွေဖြစ်လာအဲ့ဒေဖန်ခါရိုဖက်တန် s ဆိုဟိုလာကို sas agneto ဆိုတဲ့နှုတ်ကပတ်တော်ဒီလေလူစားတိဖြစ်ကိုခိုင်းပြီးအဲ့ဒါကိုနားမလဲအဲ့ဒါဘာလဲအသေးနှလုံးဖြစ်တယ် Christological interpretation ရဲ့သူကဒီကပါ Christianity ရဲ့အသေးနှလုံးဖြစ်တယ်အဲ့ဒါကိုနားလဲဘူးလို့အဲ့ဒါကိုနားမလဲဘယ်ဘွားဖြစ်တာဘယ်ဘွားဖြစ်ကိုဘယ်ကားဖြစ်ကို heresy ဖြစ်သွားအဲ့ဒါပါကျွန်တော်အဲ့ဒါကိုအခြေခံပြီးကျွန်တော်ရှင်းနေတာဖြစ်တိတ်ရှည်ကြီးပြောလို့ရှိရင်လူကဤရွာမှာဆိုလို့ကျွန်တော်အတူလေးတွေပဲဖြတ်ပြောအဲ့ဒီ Christological interpretation ကိုနားမလည်တဲ့အတွက်ပုဂ္ဂိုလ်၃ပါးဘုရားသုံးသူဖြစ်နေတယ်နောက်တစ်ခါသုံးကားပေါင်းမိုးလင်းဖြစ်နေတယ်သုံးကားမပေါင်းမိုးမလင်းဖြစ်နေတယ်သုံးကားပေါင်းမိုးမလင်းဖြစ်တယ်သုံးကားပေါင်းမိုးလင်းဖြစ်တယ်ဟလားဘယဘွားတွေဖြစ်နေတယ်ခမည်းတော်သားတော်ပြန်ကွက်မြက်တာလို့ဘာလို့ဖြစ်နေရောခမည်းတော်ပြန်ပြီးဆူတောင်းတယ်လို့ဘာလို့ဘယဘွားတွေဖြစ်ပြီးတော့အဲ့လိုတွေဖြစ်နေတာဟောဘာလို့အဲ့ဒါ Christological interpretation ကိုနားမလည်ဘူးလူကိုဘုရားဖြစ်ခွင့်မပေးသားရဲ့အဖြစ်တော်ကိုစွန့်ပေးတာအဲ့စွန့်ပေးတာတော့မှဘယ်လိုပေးလဲဆိုရော့ဆိုပြီးတော့မေတ္တာဖြစ်စီလို့ပေးလိုက်တာမဟုတ်ဘူးပုဂ္ဂလိကအနေနဲ့မေတ္တာကြီးကဘုရားသခင်သားလို့ပြောတာပါဂိုင်းဆက်ခွင့်အားဖြင့်ပဲပေးတယ်အဲ့ဒါကိုနားလဲဘူးလို့ဒါဒီမှန်သောစပြည့်ပြည့်နေဖြစ်တင်တို့ကအခက်ဖြစ်တယ်နော်ရိုင်းသောတန်လွင်ဂိုင်းကိုချိုးပြီးတော့မူလစပြည့်ပြည့်မှာထိုးဆိုင်ပြီးတော့ဂိုင်းဆက်ခွင့် grafting အားဖြင့်ပဲသားရဲ့အဖြစ်တော်စွန့်ပေးတာဖြစ်တယ်ဒါကြောင့်အဲ့ဒါ sonship ကိုနားမလဲ Christological interpretation ကိုနားမလဲဖယဘောအဖြစ်ပေါ့ဖယဘောအဖြစ်ပြီးကိုဖယလေးလို့ထပြောပြီးတော့မိစ္ဆာဖြစ်တဲ့ကောင်လေးလည်းအများကြီးပဲတဲ့လားငါတို့ကဖယမွေးဖယပါဖယကမမွေးဘူးဖယဖယကမမွေးဘူး sorry ဖယကမမွေးဘူးဗျဖျားဆိုတာမွေးတာဖွားတာအလုပ်တွေမလုပ်ဖျားကပါပဲဆို born again ဆိုတာယေရှုခရစ်တော်နှုတ်ကပတ်တော်ကလူစားတီအဖြစ်ကို again နောက်တစ်ချိန်ခံယူတာဘယ်မှာခံယူတာလဲအပြစ်မဲ့ပရိသေတွေဆွဲယူပြီးသတို့သမီးကညာယုံကြည်သူနောင်နာဆွဲတဲ့သတို့သမီးကညာအပြစ်မဲ့ပရိသေတွေဆွဲယူအဲ့ဒါကိုနားမလဲတဲ့အခါကျတော့ Christological interpretation ကိုနားမလဲပဲဖယဘွားဖြစ်နေဖယဘွားဖြစ်ပြီးသူတို့ဖယလေးလို့ထပြောပြီးတော့မိစ္ဆာဖြစ်ကိုဟိုနော်အဲ့တော့ Christological interpretation ကိုပဲကျွန်တော်ပြောပြနေတာဖြစ်တယ်ပုဂ္ဂိုလ်၃ပါးမရှိပါဘူး
ကျွန်တော်ပြောရင်လားတီးခြားပုံကိုခန္ဓာတီးခြားခန္ဓာနဲ့ပုံကိုကြီးသုံးပါအပြင်မရှိဘူးတခါမှလည်းကျမ်းစာမှာထင်ရှားမပြောက်တခါမှလည်းဒီမှာတွေ့လား1ယောက်2ယောက်3ယောက်ဆိုပြီးဒီလို3%ဆိုတာမရှိပါဘူးခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်ရှိတယ်ဘယ်လိုနည်းနဲ့ရှိတာ manifestation အဖြစ်နဲ့သက်သေအဖြစ်နဲ့ရှိတယ်ခမည်းတော်တစ်ပါးတန်ရှင်းသောဝိညာဉ်တော်တစ်ပါးရေတစ်ပါးအသွေးတစ်ပါးဒါ person မဟုတ်ဘူးinterpretation ဖြစ်တယ် Christological interpretation ဖြစ်တယ်အဲ့ဒါကိုနားမလည်တဲ့အခါပုဂ္ဂိုလ်၃ပါးဖယဘွားဖြစ်ပါဖြစ်ပြီးတော့ခမဲတော်ကသားတော်ဘယ်ဟာကိုကားစဉ်တင်ပြီးတော့တတ်ပါတယ်စွန့်ပစ်ပါတယ်ငါတို့အပြစ်တွေအဲ့ထဲပါသွားပါပြီဆိုပြီးပေါက်ပန်းသေးတွေရှောက်ပြောတယ်အဲ့တော့ဂျူးပြားသခိုးဖြစ်သွားဂျူးပြားသခိုးဂျူးကျမ်းစာသခိုးဖြစ်ပြီးတော့ခိုးရုံနဲ့မကဘူးဘလောင်းပလဲရှောက်ပြောနေလို့ဖြစ်တယ်ကျွန်တော်အဲ့ဒါလေးကိုတင်ဆက်ချင်တာနော်ပရီလေးကိုပြောတာရှင်ဟောခရစ်အခန်းကြီး8ပေါ့နော်ရှင်ဟောခရစ်အခန်းကြီး8အငယ်7လောက်ကနေစတော့ဘာလို့ဆိုတော့ဒီ confuse ဖြစ်စေတဲ့ကျမ်းပိုက်ပေါ့နော်ဖေရဘွားဖြစ်သွားတာဘာလို့ဖေရဘွားဖြစ်သွားလဲဆိုတော့Christological interpretation ဆိုတဲ့ sonship သားရဲ့အဖြစ်တော်ကိုလူကိုဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတာ what become flesh ဒီ heart နှလုံးပဲအသေးနှလုံးပဲအဲ့ဒါကိုနားမလည်တဲ့အခါကျတော့ဖေရဘွားဖြစ်သွားအဲ့ကျမ်းချက်တွေအများကြီးပဲရှိတယ်အဲ့တော့ရှင်းခရစ်အခန်းကြီး8အငယ်7ကိုကျွန်တော်နည်းနည်းအနက်ပြန်ပြအောင်တရားဟောတာမဟုတ်အဲ့တော့ရှင်းခရစ်အခန်းကြီး8အငယ်7မှာတဖန်တော်ယေရှုကအာဒီဤလောကကြီးအလင်းဖြစ်တယ်ဘုရားသခင်ကြီးအလင်းဖြစ်တော်မူအဲ့ဒီမှာChristological interpretation ပြောတာဘာဖြစ်လို့လဲဆိုတော့ငါခမည်းတော်လို့တိုက်လိုက်မပြောဘူးဘာလို့လူကိုဘုရားပြစ်ခွင့်မပေးဘူးသားရဲ့အဖြစ်တော်ဆန်းရှစ်ပါဂိုင်းဆက်ခွင့်အားဖြင့်ပဲစွန့်ပေးတာဖြစ်တယ်အဲ့လိုစွန့်ပေးရဖို့အတွက်ဘုရားရဲ့အသွေးကိုတွန်းလောင်းရတာဖြစ်တော့အဲ့ဘုရားရဲ့အသွေးကိုတွန်းလောင်းဖို့အတွက်လူစားတီဖြစ်ကို what began flesh ဖြစ် I send my what and I heal your disease တင်းအနာယောဂါကိုငြိမ်းစေခြင်းကငါ၏နှုတ်ကပတ်တော်ဇီလွတ်တယ်ပုဂ္ဂိုလ်တစ်ပါးမင်းစီတစ်ပါးကိုလွတ်လိုက်တာမဟုတ်ဖယဘွားကိုလွတ်လိုက်တာမဟုတ် omnipresent ဆိုအရာမှာရှိတယ် is being everywhere every phase every condition every stage continuously simultaneously synchronously instantaneously ရှိခြင်း is being ဖြစ်တဲ့အတွက်ကြောင့်ဇေလွတ်တယ်ဆိုမင်းစီတစ်ပါးဖေဘွားကိုလွတ်တာမဟုတ်ပုဂ္ဂိုလ်တီးခြားတစ်ပါးကိုလွတ်တာမဟုတ် I send my what and I heal your disease ဆိုတော့ကပတ်တော်ရောက်လာအဲ့ဒါ what began flesh လူစားဒီအဖြစ်ခံယူလာတဲ့အခါမှာအနာငြိမ်းသွားတယ်အဲ့အနာငြိမ်းတယ်ဆိုတာ heal ဆိုတာဘာကိုပြောတာလဲဆိုအပြစ်ထဲကနေရွေးနှုတ်ကယ်တင်ခြင်းခံရတယ်လွတ်မြောက်သွားတယ်တူတူပဲအနာငြိမ်းတာအဲ့ဒါကြောင့်အဲ့ဒါကို Christological နားမလဲတော့အဲ့စီလူချင်းကိုလည်းနားမလဲတော့မင်းစီတယောက်လွတ်တဲ့ပုံသဏ္ဍာန်ဖယဘွားပုဂ္ဂိုလ်တရားတစ်ပါးကိုလွတ်တဲ့ပုံသဏ္ဍာန်အယူလွဲကုန်တော့နော် Christological interpretation ကိုကျွန်တော်ရှင်းပြရတယ်အဲ့ဒါဆန်းရှစ်ကိုနားလဲမှာအဲ့ဟာကို teaching လုပ်ပေးနေဘယ်သူကလုပ်ပေးနေတာလူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံတာ bodies of Christ အဲ့ဒါ bodies of Christ ယေရှုခရစ်တော်ယေရှုခရစ်တော်ကဘယ်လိုလဲဆိုလူစားတိခံယူလာတဲ့အပြစ်မဲ့ပရိသေတွေဆိုရင်လူစားတိခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံတာလူအပြစ်နဲ့ထင်ရှားလာတဲ့ကံဘာကြောင့်လဲဖျားသွေးသွန်းလောင်းဖို့ဖျားသွေးသွန်းလောင်းခြင်းအပြင်ရွေးနှုတ်ခဲ့တယ်ဘယ်လိုရွေးနှုတ်ခဲ့တယ်လဲဆိုသားရဲ့ဖြစ်တော့မှာဂိုင်းဆက်ခွင့်အားဖြင့်စွန့်ပေးမှာဒါကြောင့်မို့သားရဲ့ဆန်းရှစ်ကိုသင်ပေးနေတာဖြစ်တယ်နော်ဒါကြောင့်မို့ I am the way လို့ပြောတယ်ငါဒီလမ်းခရီးဖြစ်တယ်ငါလျှောက်တဲ့လမ်းတိုင်းလျှောက်အောင်ဘယ်လိုလျှောက်အောင်လူစားတိခိုင်ပဲနှုတ်ကပတ်တော် accept ဝန်ခံရမှာဖြစ်တယ်နော်အဲ့ဒါ born again ဆိုတာအဲ့ဒါကိုပြောတာကျွန်တော်တို့ကိုနောက်ထပ်ပွားတာမဟုတ်လူကိုပွားတာမဟုတ်ဘုရားသခင်အေမာနွေလာကိုနှုတ်ကပတ်တော်လူစားတိခိုင်ပဲwhat began flesh အားဖြင့်အေမာနွေလာကို born again လုပ်တာအဲ့ဒီ born again အဲ့သားကိုပွေ့ဖက်ပြီးတော့ယုံကြည်ပွေ့ဖက်တဲ့သတော်သမီးကညာသားယောက်ျားကိုရတာဖြစ်တယ်အဲ့ဒါဆန်းရှစ်ကိုတင်ပေးနေတာဖြစ်တယ်အဲ့ဒါကိုနားမလဲတဲ့ခါကျပုဂ္ဂိုလ်၃ပါးဖြစ်နေတာဖြစ်တယ်
ပုဂ္ဂိုလ်သုံးပါးမရှိပါဘူးပုဂ္ဂိုလ်သုံးပါးမရှိဘူးဆိုတော့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒါ witness ဖြစ်တယ် interpretation ဖြစ်တယ် Christological interpretation ဖြစ်တယ်ပုဂ္ဂိုလ်တီးခြားဖျက်ဘွားခမည်းတော်ကတီးခြားခန္ဓာနဲ့တပါသားတော်ကတီးခြားခန္ဓာနဲ့တပါတန်ရှင်းသောဝိညာဉ်တီးခြားခန္ဓာနဲ့တပါဆိုတာအဲ့ဒါမရှိဘူးကြားနာမှာအဲ့လိုပြောနေတာမဟုတ်ဘူး Christological interpretation ကိုနားလည်ဖို့လိုတယ်အဲ့ဒါ heresy ဖြစ်မယ်အဲ့ဒါအရေးကြီးတယ်အဲ့ဒါအရာအရေးကြီးခရစ်ယာန်ရဲ့အသေးနှလုံးဖြစ်တယ်နော် what become flesh နှုတ်ကပတ်တော်လူစားဒီခံယူခြင်းကိုလေနားလည်ဖို့လို့အဲ့ process ကိုနားလည်ဖို့တော့အဲ့တော့ရှင်ရောခရစ်အခန်းကြီး၈အငယ်၁စနစ်ကနေကျွန်တော်ရှာပြီနည်းနည်းအနက်ပြန်ပြတဖန်လုံးယေရှုကငါဒီဤလောကကြီးအလင်းဖြစ်တယ်ဆိုတော့ငါအလင်းဖြစ်တယ်ဆိုဘုရားသခင်ကြီးအလင်းဖြစ်တော်Christological interpretation ကိုပြောနေတာဖြစ်တယ်နော်အဲ့ဒါ other tense new tense unknown tense ဆိုအဲ့ဒါကိုပြောတာဟော figurative language symbolic language analogical language နဲ့ပေါ်နေတာဖြစ်တယ်သူဘယ်သူလဲဆိုတော့ဒါ Christological interpretation လို့ခေါ်တယ်နော်တဖန်တို့ယေရှုကငါဒီဤလောကကြီးအလင်းဖြစ်၏နော်ဒီကြောင်းနားလဲပါငါနောက်သို့လိုက်တော်သူမှောင်မိုက်နိုင်မှာသွားမလို့ဟောဘယ်လိုလဲရမှာ follow me I am the way ကိုပြောတယ်အဲ့ဒါ sonship ကိုပြောတာအဲ့ဒါ Christological interpretation ဆိုတာအဲ့ဒါကိုပြောတာငါတို့သူလိုက်တော်သူဆိုဘယ်လဲရမှာယေရှုကလည်းအခုလည်းမရှိတော့ what become flesh ကိုပြောတာအဲ့ what become flesh ဆို process again ဖြစ်နေတာအဲ့ဒါကို born again လို့ခေါ်တယ်နှုတ်ကပတ်တော်လူစားဒီခံယူခြင်းဆိုတဲ့ what become flesh နော် be pankaro fetan s နော်ဘိုးလာကို sas agneto ဆို again ဖြစ်နေတာဘယ်မှာဖြစ်တာလဲတတိုးသမီးကမြသူကရွေးချယ်တဲ့တတိုးသမီးကနောင်သားနဲ့ accept လုပ်တဲ့တတိုးသမီးကညာတဲ့အဲ့ပါ what become flesh again ဖြစ်ပြီးတော့အေမာနွေလာကိုပြည့်ဖက်ဖွင့်ပေးတာအဲ့ဒါကို born again လို့ခေါ်တယ်နော်အဲ့ဒါကို Christological interpretation လို့ခေါ်တယ်အဲ့ဒါ sonship သားရဲ့အဖြစ်တော်ဂိုင်းဆက်ခွင့်အပြင်လူကိုစွန့်ပေးတာဖျားပြုတ်ကိုမပေးအဲ့ဒါ Christological interpretation လို့ခေါ်တယ်နော်အသက်အလင်းကိုရားလိမ့်မည်မိန်တော်မူတပတ်မယ်ယေရှုကတဖန်တော်ယေရှုကငါဒီဤလောကကြီးအလင်းဖြစ်ငါနောက်သူလိုက်တော်သူမှောင်လိုက်နေမယ်သွားမှာကျွန်တော်ပြောပြီး follow me ဆိုတာအဲ့ဒါကိုပြောတယ်ဘယ်လိုက်ရမှမသိဘူးဖြစ်အဲ့ဒါ what become flesh ကိုပြောတယ်လူစားဒီခိုင်ရဲ့နှုတ်ကပတ်တော်ယေဟောဝါကြောင့်ရဲ့ခန္ဓာ bodies of Christ တတိုးသမီးကညာမှာ again born again ဖြစ်လာတာအဲ့ဒါကိုမင်းတို့လက်ခံ accept လုပ်ရမယ်အဲ့ဒါ follow me ဆိုတာပါတယ် I am the way ကိုပြောတာဟုတ်အဲ့ဒါဆိုရင်အသက်ရဲ့အလင်းကိုရားလိမ့်မိန်တော်မူ73ရှောခရစ်အခန်းကြီး၈အငယ်73ပါရှိတို့ကတင်းဒီကိုအကြောင်းကိုတည်တည်ခံတင်းတက်တယ်မတည်လို့ပြောမင်းကမင်းအကြောင်းမင်းပြောချင်တယ်မင်းပြောနေတာမင်းတက်တယ် witness ကမတည်ဘူးတဲ့ပြောတယ်14ယေရှုကလည်းအာဒီကိုအကြောင်းကိုတက်တည်ခံတော့တယ်အာဒီတက်တည်ထီအာဒီကိုအကြောင်းဆိုတော့ဘာလို့ပြောလဲအဲ့ what become flesh နှုတ်ကပတ်တော်လူစားတိခိုင်နှုတ်ကပတ်တော်ဂျေဟောဝါယာဝေခန္ဓာ bodies of Christ ဖြစ်တယ်အဲ့ဒီ bodies of Christ မှာဂိုင်းဆက်ခွင့်အဖြစ်တားရဲ့အဖြစ်တော်စွန့်ပေးနေအဲ့ဒါကိုတက်တည်ခံနေဒါကြောင့်မို့အဲ့တက်တည်ခံချက်ကငါအဲ့ကိုအကြောင်းကိုဆိုအဲ့ what become flesh Christological interpretation ကိုတက်တည်ခံတာအဲ့တက်တည်တည်အကြောင်းမူပါဘာကြောင့်တည်တယ်လို့ငါပြောလဲငါဒီအဘေရကလာသည်၎င်းနဲ့အဘေရသည်သွားသည်ပေါ့ငါသည်တင်လို့မမသိဘူးအဲ့လိုမင်းတို့ကမသိဘူးမင်းတို့ကအောက်သားတယ်နော်လူအကြီးနဲ့လူအမမိတ်လိုက်ပြီးတော့စွမ်းကနေမင်းတို့မွေးတာဝိညာဉ်ဖားခင်လှုပ်ချင်တဲ့ကောင်ငါကအထက်ကလာတာဝိညာဉ်ဆိုတာအထက်ကလာငါအထက်သားတယ်မင်းတို့ကအောက်သားကောင်းကင်မှာစင်တဲ့ကောင်းကင်ဘုံနဲ့ရှိနေတော့လူသားမှတော့အဘယ်သူမှကောင်းကင်ဘုံတော့မတက်ဘူးအဲ့ဒါ omnipresent ဆိုတော့တပြိုင်တည်းမှာရှိနေတာအဲ့ what become flesh ကဟောဆိုတော့ယေရှုကလည်းငါဒီကိုအကြောင်းကိုတက်တဲ့ကငါ့တက်တည်တည်အကြောင်းကငါဒီအဘယ်ကလာဘယ်ရသို့သွားသည်လို့ငါတင်တော့ကမသိဘူးမင်းတို့ဘယ်ကလာမှန်းလည်းမသိဘူးဘယ်ကိုသွားနေမှန်းလည်းမင်းတို့မသိဘူးတဲ့ငါသိတယ်ဘာလို့လဲ what become flesh လူစားတိခံရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ bodies of Christ ဖြစ်တယ်ဆိုတော့
သူကိုယ်တိုင်ဖြစ်တဲ့အတွက်သူသိတယ်နော်မင်းတို့မသိဘူးဟာလေငါဘယ်သူလဲဆိုတော့မင်းတို့မသိဘူးလို့ပြောတယ်15တင်းတို့ဒီဇာတိပဂတိတိုင်းစီရင်တတ်ကြပြီဇာတိပဂတိတိုင်းစီရင်တယ်ဆိုတော့သိတယ်နော်ငါမူကားတဲ့အဘယ်သူမှမစီဇာတိပဂတိတိုင်းမစီရင်ဘူးလို့ပြောတာမစီရင်နဲ့မစီရင်နဲ့ဆိုတာမင်းတို့ဇာတိပဂတိတိုင်းတရားဥပဒေလို့ပါလို့လည်းငါစီရင်တာမဟုတ်ဘူးအဲ့ဇာတိပဂတိတိုင်းမစီရင်ဘူးလို့ပဲပြောတယ်ယေရှုခရစ်တော်ကဘယ်သူမှတရားမစီရင်ဘူးဆိုတာဇာတိပဂတိတိုင်းမစီရင်ဘူးလို့ပဲပြောတာနော်ငါမူကအဘယ်သူမှမစီရင်16ရှင်ဟောခရစ်အခန်းကြီးရှိအငယ်16ငါဒီစီရင်တော်လဲငါဤစီရင်ခြင်းဒီတီငါစီရင်မယ်ဆိုရင်လည်းအဲ့ငါစီရင်ခြင်းအတီးဖြစ်တယ်ဘာဖြစ်လို့လဲအဲ့ဒီမှာပြောနေတာ Christological interpretation ဆိုသူဘယ်သူလဲဆိုတော့ပြောနေတာမင်းတို့ဘာကိုပြီးတယ်ဆိုတော့ပြောနေတာသူဘယ်သူလဲမင်းတို့ဘယ်ကဏ္ဍရိုးဘယ်ရိုးကိုပေးနေတယ်ဆိုတော့သူကအဲ့ Christological interpretation နဲ့ပြောနေတာဖြစ်အဲ့ဒါကိုနားမလဲတဲ့အတွက်တော့ဖယဘွားဖြစ်နေတာပုဂ္ဂိုလ်သုံးပါမရှိပါဘူးမရှိပါဘူးခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်အဲ့ဒါ interpretation ဖြစ်တယ် manifestation လာရင်ဖြစ်တယ်သက်သေဖြစ်တယ်အဲ့ဒါကိုပြောတယ်ငါဒီရှင်ရင်တော်လဲငါကြီးရှင်ရင်ဒီအကြောင်းကငါဒီတယောက်တီးနေလိမ့်မို့ဟောတယောက်တီးမနေဘယ်နှယောက်ဖြစ်တာလဲဆိုဖြစ်သွားဒါဆိုဟုတ်တာပေါ့ပုဂ္ဂိုလ်သုံးပါရှိတာပေါ့ဗျငါဒီတယောက်တီးနေပြီမို့ဆိုတာဘာကိုပြောတာလဲစက်ကြည့်အောင်ငါဒီတယောက်တီးနေလို့ငါ့ကိုဈေးလွတ်တော်မူတော့ခမည်းတော်ငါဘယ်နဲ့နေတော့ဟောခမည်းတော်ငါဘယ်မှာနေရဆိုခမည်းတော်ကနောက်တော့ဘာဖြစ်နေဗျဒါမိတ်ဆက်ပေးတာ introduce လုပ်ဘာကြောင့် introduce လုပ်ဖယဘွားလို့ပြောတာမဟုတ်ပုဂ္ဂိုလ်3ပါးပုဂ္ဂိုလ်2ပါးရှိတယ်လို့ပြောတာမဟုတ် Christological interpretation ကိုသင်ပေးနေတာ I am the way ဆို teaching လုပ်နေတာဟောစားရှစ်ကိုပေးသားရဲ့အဖြစ်တော်ဂိုင်းဆက်ခွင့်အားဖြင့်စွန့်ပေးပြီးရွေးနှုတ်ကြတယ်မှာဖြစ်တယ်လို့တော့အဲ့စားရှစ်ကိုရမှာအလင်းကိုရမှာလူကိုအဲ့စားရှစ်ကိုပေးဖို့ဆို teaching လုပ်နေတဲ့အတွက်ခမည်းတော်အကြောင်းသူမိတ်ဆက်ပေးနေတာအဲ့ဒါစက်ဖတ်မယ်အကြောင်းမူကငါဒီတယောက်တည်းနေလူမို့ဘာလဲဘာကြောင့်တယောက်တည်းမလို့ခမည်းတော်ငါနိုင်ရှိတယ်ငါကိုမြင်တော့သူကခမည်းတော် I am the father of one ငါနဲ့ခမည်းတော် one ပဲဖြစ်တယ် not two not three one ပဲဖြစ်တယ်ဆိုရင် one ပဲဖြစ်တယ်လို့ပဲတမကြားစာ main frame ရတယ် monotheism ပဲပြောတယ်မောရှိရတယ်သူ့အကြောင်းကိုရေးထားတယ်လို့ပြောတယ်မောရှိရရေးထားတာ1လို့ပဲရေးတယ်အဲ့ဒါကိုမင်းတို့က3လုပ်နေတာအဲ့တော့တက်တေကနှစ်ဦးတို့စကားတရားကြီးတင်တို့ပညာတိကျမ်းစာမှာလာတယ်မောရှိရဲ့ပညာတိကျမ်းမောရှိရဖယဘွားကြီးတာမဟုတ် YHWH တော့တက်တေကနှစ်ဦးတို့စကားတရားကြီးတင်တို့ပညာတိကျမ်းစာငါဒီကိုအကြောင်းကိုတက်တေခံတော်သူဖြစ်တယ်ဘာဟုတ်ငါဒီကိုအကြောင်းကိုတက်တေခံတယ်ဆိုဘာလေးပဲလူစာတိကိနှုတ်ကပတ်လူစာတိခိုင်ပဲနှုတ်ကပတ်တော့ယေဟောဝါယာဝေခန္ဓာ body of Christ ဖြစ်တယ်ဆိုတဲ့အကြောင်းတက်တေခံယေရှုခရစ်တော်လူစာတိခိုင်တဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH အေလိုဟင်းရဲ့ခန္ဓာလူခန္ဓာနဲ့ထင်ရှားတဲ့ခန္ဓာအဲ့ဒါ body of Christ ဖြစ်တယ်ဆိုတဲ့အကြောင်းတက်တေခံဒါပဲနဲ့ဖျားပြခွင့်မပေးဘူးလို့သားရဲ့အဖြစ်တော်ဂိုင်းဆက်ခွင့်အားဖြင့်ပဲစွန့်ပေးရွေးနှုတ်ခဲ့တယ်အဲ့ဒီအတွက်ဖျားအသွေးသွန်းလောင်းအဲ့ဒီသွန်းလောင်းမှုအတွက်ဘေဖန်ခါရိုဖက်တန် S what become flesh နှုတ်ကပတ်တော်လူစားဒီခံယူလာဟာချလောင်းလို့ခံယူလာတာမဟုတ်6လလွယ်10လဘွား gradually grow up ဆိုရယ်နော်30အသက်30အထိတဖြည်းဖြည်းကြီးထွားခြင်းဖြစ်စဉ်ရှိတယ်အဲ့ဒါ incarnation မဟုတ် incarnation လို့ပြောနေခွေးတွေပြောနေဟုတ်လားခွေးတွေ religious syncretism ခွေးဆိုတာသူများဘာသာကိုကျွန်တော်စော်ကားတာမဟုတ်ဘူးအဲ့ဒီခရိယန်ထဲမှာအဲ့ဒီ Bevan Caro Fatan S ဆိုတဲ့ what began flesh နောက်ကဘတော့လူစားတိခံယူခြင်းကို incarnation ဆိုတဲ့စကားလုံးနဲ့တရုပ်ဖို့နေတဲ့ခရိယန်ခွေးတွေကိုပြောတာအဲ့ဒီကောင်တွေကပါလဲဘူးမသိကိုမသိကောင်လူစားတိခံယူတာ not incarnation incarnation ဆိုတာ reborn reincarnation နဲ့ဆက်ဆက်နေနော် rebirth reborn on again မဟုတ်ဒါကြောင့် incarnation ဆိုတာ what began flesh လုံးဝမဟုတ်အဲ့ဒါကို
incarnation what become flesh ပါဆိုပြီးတော့သုံးနှုံးနေတာခရိယန်ခွေးနေတာဖြစ်ဟောငါဒီကိုအကြောင်းကိုတက်တည်ခံလို့ဒီဖြစ်ငါကိုစီလွတ်တော်မူတော့ခမည်းတော်ငါအကြောင်းကိုတက်တည်ခံဒါဖရဲ့ဝါကိုပြောတာမဟုတ်နော် Christological interpretation ကိုပြောတာနော်အဲ့ဒါကိုနားလေဘူးသူဖရဲ့ဘွားမဟုတ်ဟုတ်ဤကြသုံးပါးကိုပြောနေတာမဟုတ်ဘူးငါဒီကိုအကြောင်းကိုတက်တည်ခံတယ်အဲ့ဆိုတော့ခုတော့ပြောတော့ what become flesh နော်လူစားဒီခံရနှုတ်ကပတ်တော်ဂျေဟောဝါယာဝေရဲ့ခန္ဓာ body of Christ မှာဂိုင်းဆက်ခွင့်ကိုစွန့်ပေးခြင်းအပြင်သားရဲ့အဖြစ်တော်လူကိုစွန့်ပေးပြီးရွေးနှုတ်ခဲ့တာဖြစ်တယ်နော်ထိုသူတို့ကလည်းတင်းခမီးတော်ဒီအဘယ်မှာရှိတဲ့နည်းကိုမေးဟောမေးပြီတွေ့လားပုဂ္ဂိုလ်၃ပါးလို့ထင်သွားဟော Christological interpretation ကိုနားမလဲတဲ့အခါအဲ့အထက်က context ကိုကြည့်ပြီးတော့ပြောလာတဲ့ဟာကိုကြည့်ပြီးတော့ပုဂ္ဂိုလ်၃ပါးလို့ထင်တော့ကောက်မေးပြီထိုသူတို့ကလည်းတင်းခမီးတော်ဒီအဘယ်မှာရှိတဲ့နည်းကိုမေးတာဒါဆိုမင်းခမီးတော်ကမှာလဲလို့ပြောပေါ့ပုဂ္ဂိုလ်၃ပါးတော့ရှိနေပြီသူတို့ယူဆဘာလို့လဲအဲ့စကားတွေက Christological interpretation ဆန်းရှစ်ကိုပေးဖို့သင်ပေးနေတာကိုနားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်ပုဂ္ဂိုလ်၃ပါးရှိတယ်လို့သူတို့စိတ်ထဲမှာထင်ရောခမီးတော်အဘယ်မှာရှိတဲ့နည်းဟုအဲ့ဒီအချိန်တည်းကမေးနေတာမေးနေတာအဲ့ဒီအချိန်တည်းကအဲ့လိုဖြစ်နေတာနားမလဲဘူးယေရှုကလည်းတင်းတို့ဒီငါ့ကိုမသိရငါ့ကိုမသိဘူးအဲ့ဒါဘာကိုပြောတာငါသိတယ်မင်းယောသသားပဲမာရိသားပဲလို့အဲ့လိုသိလားဒါပေမဲ့မင်းတို့ငါ့ကိုမသိဘူးဘာကိုလဲအဲ့ဒါဘာကိုပြောတာလူစားတိခံယူပဲနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံ body of Christ ဖြစ်တယ်ဆိုတော့မင်းတို့မသိဘူးလို့ပြောတာအဲ့ငါ့ကိုမသိတာတင်းတို့ဒီငါ့ကိုမသိကြငါ့ကိုသိလင်တယ်ဘာကိုပြောတာငါဟာလူစားတိခံလိုက်နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံ body of Christ ဖြစ်တယ်ဆိုတော့ခမည်းတော်ကပေါ်ပြမှသိအဲ့ငါ့ကိုသိတယ်အဲ့ခမည်းတော်ကအဲ့ဒါကိုသိစေတယ်ဆိုလို့ရှိရင်ငါ့ကိုသိတယ်ငါခမည်းတော်လည်းသိပြီငါခမည်းတော်ကိုလည်းသိကြလိမ့်မယ်ဘိန်းတော်ကိုအဲ့ဒါ Christological interpretation လို့ခေါ်တယ် sonship လူကိုဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတာအဲ့ဒါကိုတိချီလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုနားမလဲတဲ့ Christological interpretation ကိုနားမလဲတဲ့အခါအဲ့ဒါဖယဘွားဖြစ်ပြီးတော့ပုဂ္ဂိုလ်၃ပါးဘုရားသုံးသူဖြစ်တဲ့ကောင်အဖြစ်သုံးကားပေါင်းမိုးလင်းဖြစ်တဲ့ကောင်အဖြစ်ခမည်းတော်ကသားတော်ကိုကားနဲ့တင်ပြီးတတ်ခိုင်းတဲ့ကောင်ကတတ်ခိုင်းခမည်းတော်ကနေသားတော်ကိုထမြောက်ခိုင်းပြီးတော့အမိတ်ပေးပြီးထမြောက်ခိုင်းတဲ့ကောင်ကထမြောက်ခိုင်းပေါက်ပန်းစီပြောနေတာ Christological interpretation ကိုမင်းတို့နားမလဲ20ရောက်သွားတယ်ဗိမာန်တော်၌ဆုံးမဟောတာပြီးတော်မူစေဤစကားကိုဘာနာတိုင်း၌မိမ့်မွတ်တော်မူကိုရောအချိန်မစိမရောက်သေးသောကြောင့်ဘယ်သူမှကိုတော်ကိုမဖမ်းဆီးကြ21ရောက်တော့တဖန်ကယေရှုကငါဒီသွားပြီဟောသွားမယ်ဘယ်ကိုသွားမှလဲမသိဘူးသွားရမယ်ဆိုတာငါဒီအောင်မြင်ခမည်းတော်ကြီးပလင်မှာခမည်းတော်နဲ့အတူထိုင်နေကြတယ်အောင်မြင်သောသူဒီငါကြီးပလင်မှာငါနဲ့အတူထိုင်ရတော့အခွင့်ကိုပြီးတော့အောင်မြင်တဲ့သူမှာ right hand side ကိုပေးမှာအဲ့ဒါမာတူရတယ် offer လုပ်တယ်ဒါတွေတော့ဟောsuppose 20 21မှာပါကြည့်ဒါတွေတော့ခန်းကြီးတော့အငယ်suppose 20 21တခါယေရှုကငါဒီသွားပြီဘယ်ကိုသွားမှာခမည်းတော်အရာခမည်းတော်ရဲ့ဘုံကျက်တွေထိုင်မှာဖြစ်တယ်အဲ့ဒါကိုပြောငါဒီသွားရမယ်တင်တို့ဒီငါ့ကိုရှာကြလိမ့်မယ်လားနော်ငါ့ကိုရှာကြလိမ့်မယ်မလို့ရှာရမလားမတွေ့ဘူးဘယ်တွေ့မလဲခမည်းတော်ရဲ့ပြင်မှာခမည်းတော်ဘုံကျက်တွေနဲ့ထိုင်နေတာမင်းတို့ကဖယဘွားအဖြစ်ဥပုသုံးပါလုပ်တဲ့အတွက်မင်းတို့ခမည်းတော်ကိုလည်းမတွေ့ဘူးသားတော်ကိုလည်းမင်းတို့မတွေ့တော့မတွေ့တော့မင်းတို့ပါခေါ်တယ်မင်းတို့တွေ့တဲ့ဇော်လင်းအောင်တို့ယောရှုအေးတို့မိစ္ဆာတွေprosperity gospel အဲ့ဒီကောင်တွေမင်းတို့ဝิญဉ်ဖခင်နဲ့ဖြစ်နေယေရှုကိုလည်းမင်းတို့မတွေ့တော့ဘူးခမည်းတော်ကိုလည်းမတွေ့တော့အဲ့ဒါကိုပြောတာမင်းတို့မတွေ့တဲ့အတွက်လူကိုဝิญဉ်ဖခင်လို့သွားခေါ်တွေ့တဲ့ကောင်ဘယ်တော့မှမခေါ်တော့ဟဲ့လားအဲ့တော့ဒီမှာယေရှုကငါဒီသွားရမည်တင်တို့ဒီငါ့ကိုရှာကြလိမ့်မယ်ကိုအပြစ်နဲ့လည်းတေးကြလိမ့်မယ်ကိုအပြစ်ဆိုတာထောင်ဆိုယေရှုကိုမရဏ3ရက် overtime လွတ်တဲ့ကောင်လေမင်းတို့သိဖို့ထောင်ဆိုတာတစ်ပေ3 19 20 21မှာပြောတယ်ထောင်ဆိုတာအဲ့ဒါမရဏမဟုတ်ဘူးမင်းရဲ့တို့ရဲ့ခန္ဓာကိုပြောနေတာအဲ့ဇာတိပဂတိခန္ဓာမှာချုံးတော်ခြင်းခံရတဲ့ဝိညာဉ်ပဂတိကိုပြောနေတာအဲ့ထောင်ဆိုတာ
好，တပတ်ယေရှုကငါဒီသွားရမယ်သင်တို့ဒီငါ့ကိုရှာကြလေကိုအပြစ်နဲ့လည်းတေးအဲ့ဇာတိပဂတိထောင်မှာမင်းတို့သေလိမ့်မယ်ဘာလို့ငါ့ကိုရှာမတွေ့ဘူးဘာလို့မတွေ့လဲမင်းတို့ဖေးဝါးလုံနေတဲ့အတွက်ရှာမတွေ့ဘူးရှာမတွေ့တဲ့အတွက်ကြောင့်မင်းတို့ရဲ့ဇာတိပဂတိထောင်တယ်မင်းတို့ရဲ့ဝိညာဉ်ချုံးတော်ခြင်းခံပြီးသေနေကြ21ပဲနော်တဖန်ယေရှုကငါဒီသွားရပြီသင်တို့ဒီငါ့ကိုရှာကြလေကိုအပြစ်နဲ့လည်းသေကြလေအဲ့ဇာတိပဂတိထောင်ပြောတာဇာတိပဂတိထောင်တာအဲ့ဒီဇာတိပဂတိထောင်ဆိုတာဘာကိုပြောတာလဲမောရှေရဲ့ပြည့်ညတ်ဒီကျမ်းကိုလည်းပြောတာဖြစ်တယ်နော်အဲ့ဒါပြည့်ညတ်ဒီကျမ်းမှာချုံတော်ထားတာအဲ့ဇာတိပဂတိထောင်လို့ပြောတယ်ကိုပြည့်နဲ့လည်းသေကြလေဒါသွားရအရာဆိုတင်းလို့မရောက်နိုင်ကြအောင်ဘိန်းတော့အဲ့တခင်ပြောင်းဆိုတော့ဝိညာဉ်တရားကိုဆိုလို့ဝိညာဉ်တရားဒီသူ့ချင်းချမ်းသာကိုပေးတတ်တယ်ဆိုအဲ့ဒါကိုပြောနေတာငါသွားရအရာဆိုတင်းလို့မရောက်နိုင်ကြဆိုတာအဲ့ right hand side ကိုပြောတာ right hand side ကမာတူရတွေအတွက် offer လုပ်တာငါတော့တော့ခွင့်နဲ့ငါခံတော့ဗေဒီဆောင်ခံနိုင်သလားခံနိုင်တယ်ဆိုတကယ်ခံရတယ်ခံတဲ့အကောင်တွေ right hand side ပြီးတော့ right hand side ကနေတစ်ဖက်ကိုကြည့်လိုက်တဲ့ကောင်ငါဒီအောင်ကြီးခမီးတော်ကြီးပလင်မှာခမီးတော်နဲ့အတူထိုင်နေတကယ်ဆိုဘုရားသခင်ဘုန်းတည်းယေရှုကိုတွေ့ရတယ်ခမဲတော်ရဲ့ဘုန်းကျက်တည်းမှာယေရှုကိုတွေ့ရအဲ့မှာ one ဆိုတော့သိသွားအဲ့ဒါ right hand side ကိုလက်ခံတဲ့ကောင်မှာအဲ့ဒီကယေရှုခရစ်တော်က1ဆိုတော့သိသွားသိခွင့်ရပါနော်ငါသွားရဲ့အရာသူတင်းလို့မရောက်နိုင်ကြအဲ့ဒါကိုပြောတယ်အဲ့ယူရတဲ့နားမလဲနော်ဒါ Christological interpretation လို့ပြောတာ sonship ကိုပေးနေအဲ့ဒီအတွက် teaching လုပ်နေတော့နားမလဲတဲ့အခါယူရလူတို့ကလည်းသူ့လူမျိုးပဲယူရဆိုယူရလူတို့ကလည်းငါသွားရဲ့အရာသူတင်းလို့မရောက်နိုင်ကြဘူးပြီးဆိုတော့လေကိုအသက်ကိုတတ်မယ်ကိုတတ်သိမလဲအားမသိဘူးတဲ့နားမလဲပြောနော်ကိုအသက်ကိုတတ်ပြီလို့ဆိုကြရည်ရဲ့ဘာလို့ Christological interpretation ကိုနားမလဲဘာလို့တန်ရှင်းသောဝိညာဉ်တော်မရသေးတဲ့အတွက်နားမလဲဉာဏ်မဖွင့်ရမျက်စိမဖွင့်ရတယ်ဒါမှမဟုတ်ပုဂ္ဂိုလ် 3 ပါးဘုရားသုံးစုဟောတိရှားခန္ဓာနဲ့ပုဂ္ဂိုလ် 3 ပါးရှိတယ်ဆိုအဲ့ကောင်လေတန်ရှင်းသောဝိညာဉ်တော်မရသေးတာသူတို့ကယ်တင်ခြင်းရတယ်អော်နေတာစိတ်ချသေးကြသူကသူပေးနေတာလူအလိုလျောက်ဖွာသောသားမေထုံတာဝါသအပြင်ဖွာသောသားတွေဖြစ်တယ်ဘုရားသခင်ဖွာသောသားမဟုတ်ဘုရားသခင်ဖွာသောသားတဲ့ပုဂ္ဂိုလ် 3 ပါးမရှိဘူးဆိုတာသိပါဒါဝါမယ်ပုဂ္ဂိုလ် 3 ပါးမရှိဘူးဆိုတာရေးခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်ဘူး manifestation ပြည့်ထင်ရှားတယ်ထင်ရှားခြင်းကိုပြောတာ interpretation ကိုပြောတာဒါပေမဲ့ God's one နဲ့ပုဂ္ဂိုလ်ကလည်း one ပဲအဲ့ဒါယေရှုပဲ person လို့ပြောရင်ယေရှုပဲဘယ်မှာလာတဆူဖြစ်တာခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဟာယေရှုခရစ်တော်ရဲ့လူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝဲခံ body of Christ မှာတဆူလာဖြစ်တာအဲ့တက်ဒီကံ 3 ပါးလုံးပုဂ္ဂိုလ် 3 ပါးလို့မရှိဘူးအဲ့ဒါကိုပြောတာထို့ကြောင့်သင်တို့ဒီကိုအပြစ်နဲ့ယေရှုကလည်း23ရောက်လာတယ်နော်ယေရှုကလည်းသင်တို့ဒီအောက်သားဖြစ်ကြပြီဘာမှကအထက်သားဖြစ်ရှင်းတယ်နော်ဝိညာဉ်ဖခင်လုံးခြင်းဝိညာဉ်ဖင်ကဖခင်နေမင်းတို့ကအောက်သားတဲ့တုတ်ကနေမိုးရသိလားလူထီးနဲ့လူအမမိတ်လိုက်ဆက်ရှက်ပြီးတော့ကာမဆက်ရှက်ပြီးတော့အထုအထေရောက်တော့ဆန္ဒအထုအထေရောက်တော့ပန်းထွက်လာတဲ့စပန်းတုတ်ကောင်ကနေမင်းတို့လူဖြစ်လာမင်းတို့ကအောက်သားဒီမှာပြောထားတယ်တေချာနားထောင်သိလားဝိညာဉ်ဆိုတာအထက်ကလာအဲ့ထက်ကလာတဲ့ဝိညာဉ်မင်းတို့ဂုတ်ခွာစီတော့ဝိညာဉ်ဖခင်မှာငါတို့ရဲ့သားသမီးပါဆိုပြီးမင်းကလောက်အောင်မင်းတို့ကတုတ်သားဖြစ်တာဆိုတော့မင်းတို့လားလေဘူးတင်တို့ကအောက်သားဖြစ်တယ်ငါမူကအထက်သားဖြစ်တယ်ထက်ကလေသိလားငါမူကအထက်သားဖြစ်တယ်တင်တို့ဒီလောကီသားဖြစ်တယ်လောကီသားဆိုတိတ်လားလောကီသားဖြစ်ငါမူကလောကီသားမဟုတ်အပြတ်ပြောတာလောကီသားမဟုတ်ဘူးလို့ဆိုထို့ကြောင့်တင်တို့ဒီကိုအပြစ်နဲ့သေကြလိမ့်မည်အားဆိုငါဒီဤမီတော်သူဖြစ်ပြီကိုနော်ငါဒီရှောခရစ်အခန်းကြီး၈အငယ်24တင်တို့ကကိုအပြစ်နဲ့သေကြလိမ့်မည်ငါဒီဤမီတော်သူဖြစ်ပြီကိုဘယ်သူပြောလဲလူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာအေလိုဟင် YHWH ခန္ဓာ body of Christ ဖြစ်တယ်ဆိုတဲ့ဤမီတော်သူဖြစ်ပြီကိုတင်တို့မယုံဘူးမင်းတို့က
မင်းတို့ဟာငါဟာလူစားတိခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ရဲ့ခန္ဓာဖြစ်တဲ့ bodies of Christ ဖြစ်တယ်ဆိုတော့မင်းတို့မယုံဘူးမသိဘူးလက်မခံဘူးဆိုမင်းတို့အပြစ်ကမလို့တော့ကိုယ်အပြစ်၌သိရကြလေပြန်ဖတ်မယ်ထို့ကြောင့်တင်းတို့ဒီကိုယ်အပြစ်၌တည်ကြလိမ့်မည်ငါဆိုပြီးငါဒီဤမည်သောသူဖြစ်သည်တင်းတို့မယုံဘူးကိုယ်အပြစ်၌တည်ရကြလေဤမည်သောသူဆိုတာအဲ့ဒါဘယ်သူလဲဆိုလူစားတိခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ ဖြစ်တယ်ဆိုတာကိုမင်းတို့မယုံဘူးလက်မခံဘူးဆိုတော့မင်းတို့ကဲတင်ချင်းလုံးဝမရဘူးအဲ့ဒါသားတော်ရဲ့ဝိညာဉ်ကိုလည်းမရဘူးနော်သားတော်ရဲ့ဝိညာဉ်ကိုမရဘူးအသက်ကိုလည်းမရဘူးထာဝရအသက်ကိုလည်းမရဘူးအဲ့ဒီမှာပဲတည်နေတာဖြစ်အဲ့ဒါ key person လို့ခေါ် key words လို့ခေါ်ဒီဒီဦးတဲ့ဘာလို့လဲလို့မြင်တယ်ကိုရိုဒီခရစ်တော်ဒီဆိုအသက်ရှင်တော်မူတော့ဘုရားသခင်သားတော်ဖြစ်တော်ပြောလိုက်တယ်ပေတူးရဲ့မင်းတို့အဲ့ဒါလူအသေးသားပြောတာပေါ့သူပြောတာလည်းမဟုတ်ဘူးသူသင်ပေးတာလည်းမဟုတ်ခမဲတော်ကတတိုက်ပြောတာခမဲတော်ပေတူးလည်းမမြင်ဘူးအဘယ်သူမှမမြင်စဘူးခမဲတော်အဲ့ဒါခမဲတော်တတိုက်ပြောတာအဲ့ဒါငါ့ကိုမြင်တော့ဆိုခမီးတော်မြင်တယ်ငါအခွင့်မပေးရင်ခမီးတော်မသိရဘူးခမီးတော်ကခွင့်မပေးရင်ငါ့ကိုလည်းမသိရဘူးအဲ့ဒါ vice versa ဆိုတော့ပြောနေအဲ့ဒါ Christological interpretation ဖြစ်တယ်sonship ကိုပေးဖို့အတွက်သင်ပေးနေတာဖြစ်တယ်ဖယေဘွာပုဂ္ဂိုလ်၃ပါးရှိတယ်လို့ပြောနေတာမဟုတ်ဘူးနော်မင်းတို့နားလေဘူးဟမ်ဂျူဘီယာတခိုးလို့ဂျူဘီယာတခိုး၃၅ပေါင်းမိုးလင်းလို့ကိုသူတို့ကတင်းဒီအဘယ်သူလို့မေးလေယေရှုကငါဒီတင်းတို့ကအရှင်ပြောဆိုပြီးတိုင်ငါဖြစ်တယ် I am that I am ဆိုအဲ့ Christology ဟမ် I am that I am ဆိုတာအဲ့ဒီစကားဘယ်သူပြောတဲ့စကားဟမ်ဓမ္မဟောင်းကျမ်း I am that I am အဲ့ဒါကိုပြောတာငါဒီဤမည်သောသူဖြစ်သည်ကိုတင်းတို့မယုံကိုအပြစ်၌ပေးရလေဒါဆိုမင်းဘယ်သူလဲလို့ပြောရဲဆိုငါဒီတင်းတို့ကပြောဆိုသည့်အတိုင်းအစဉ်ပြောဆိုတယ်ဓမ္မဟောင်းဓမ္မတစ်ဓာရီကျမ်းမှာဒါရိုက်ပြောနေတာတလုံးတော့ရတယ်ပြောတယ်ဘောရှိကငါအကြောင်းကိုပြောတယ်ဟမ်အဲ့ဒီ direct စက်တိုက်ပြောနေတဲ့ main phrase I am that I အာဒီအင်းတော်သူဖြစ်ပြီးတင်းတို့မယုံကိုအပြစ်၌ပေးရလေကိုကို၃ပါး၃၅ပေါင်းမိုးလဲလုံးနေဟမ်ဘုရားသခင်ဂျူးဘုရားသခင်တင်တို့အမှု၌ငါပြောဆိုစီရင်ကြအများပါရှိသို့တော်လည်းငါ့ကိုဇေလွတ်တော်မူတော်သူသစ္စာနေပြီးတော့ငါ့ကိုဇေလွတ်တော်ဟောကဲသူကဇေလွတ်ခံရအဲ့ဒါဟောဇေလွတ်ချင်းကိုလည်းမင်းတို့နားမလဲနော်ယောဟန်ကိုဘုရားသခင်ကဇေလွတ်တယ်ဆိုတာအဲ့ဒါအလားသားပါစနှုတ်ကပတ်တော်ဇေလွတ်တယ်ဆိုတာ what began flesh ကိုပြောတာဘေပန်ခါရိုဖက်တန် s နော်အိုလာကို sas agneto ဆိုပြောတာနှုတ်ကပတ်တော်လူစားကြီးခံပြီးတခြားသူကိုလွတ်တာမဟုတ်ယောဟန်ကိုလွတ်လိုက်တာမဟုတ်ဘူးပါစင်တဘာလို့သူကိုယ်တိုင်ကြွလာကိုတိုင်တယ်ကျေးဇူးတော်တရားဆိုတာငါနှုတ်မှထွက်ပြီးပြီမပြည့်စုံပဲမနေရကိုတိုင်တယ်ပြီးကြိမ်ပြီးပြောလိုက်တာ variety I say to အဲ့ဒါလူစားကြီးခံယူတာအဲ့ဒါရေဟောဟွာကြားဝေးခန္ဓာအဲ့ဒါ bodies of Christ ဖြစ်တယ်ဆိုတော့ပြောတာအဲ့ဇေလုချင်းဆိုတာအဲ့ဒါ Christological interpretation လို့ခေါ်တယ်။ဘာလို့လဲ sonship ကိုပေးမှာဂိုင်းဆက်ခွင့်အဖြစ်စွန့်ပေးမှာဖြစ်တဲ့အတွက် I am the way ကိုသင်ပေးနေတာတချီလုံးနေတာဖြစ်တဲ့အတွက်ကြောင့်ခမည်းတော်သားတော်တရှင်တော်ဝိညာဉ်တော်မပြောလို့မဖြစ်ဘူးမဆက်ပေးလို့မဖြစ်တဲ့အတွက်ကြောင့်မိတ်ဆက်ပေးနေတာဖြစ်တယ်။ခွေဘွားပုဂ္ဂိုလ်၃ပါးတိကျခံတာမရှိဘူး။နားလည်လားဟမ်တင်းတို့တင်းတို့အမှုတိုင်းငါပြောဆိုစီရင်ကြများစွာရှိ26ရောက်နော်ရှင်ကခရစ်အကန့်ကြီးရှိအငယ်26တင်းတို့အမှုတိုင်းငါပြောဆိုစီရင်ကြများစွာရှိသို့တော်လည်းငါ့ကိုဇေလွတ်တော်မူသောပြောပြီးနော်ဇေလွတ်တယ်ဇေလွတ်တော်မူသောသူဒီတစ္ဆာနဲ့ပြည့်စုံ truth ဆိုတာပါဘာဒီတမာတရားဖြစ်တယ်အဲ့ဒါအဲ့တမာတရားလူစားတိခိုင်တာအဲ့ဒါကိုဇေလွတ်တယ်လို့ခေါ်တယ်ဟမ်ဇေလွတ်ချင်းဆိုတာမတူဘူးမတူဘူးဇေလွတ်ချင်းဆိုတာဟမ်အဲ့ဒါ Christological interpretation လို့ခေါ်တယ်sonship ကို guide ဆက်ခွင့်အပြင်စွန့်ပေးမှာသင်ပေးနေတာဖြစ်တယ်အဲ့တော့ Christological interpretation ကို
စီလွတ်တယ်ဆိုတော့တီးခြားပုံကိုမင်းစီတယောက်ဖျက်ဘွားတယောက်တားတော့ခမဲတော့ဖျက်ဘွားကတားတော့ဖျက်ဘွားကိုလွတ်တယ်လို့မင်းတို့တွေးနေတာဟမ်မင်းတို့အဲ့ဒါဘာလဲဆို Christological interpretation ကိုနားမလည်ဘူး sonship ဂိုင်းဆက်ခွင့်အပြင်တားရဲ့အဖြစ်တော်မှာဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတဲ့ I am the way ကို teaching လုပ်နေတာကိုမင်းတို့နားမလည်ဘူးနားမလည်တဲ့အဲ့ Christological interpretation creditation ကိုမင်းတို့နားမလည်တဲ့အတွက်ကြောင့်မင်းတို့ပုဂ္ဂိုလ်သုံးပါဘုရားသုံးစုဖြစ် go to the hell သွားတော့မှာဖြစ်တယ်အဲ့ဒါဘာငါပြောတာမဟုတ်ကျမ်းစာပြောတာငါဒီဤမီတော်သူဖြစ်တည်ကိုတင်လို့မယုံကိုအပြစ်၌သေရလိမ့်မယ်တဲ့အဲ့ဒါ go to the hell လို့ပြောတာသိလားငါဒီဤမီတော်သူဖြစ်တည်ကိုတင်လို့မယုံကိုအပြစ်၌သေရလိမ့်မယ်အဲ့ဒါပုဂ္ဂိုလ်သုံးပါအဖြစ်မင်းငါ့ကိုဖျက်ဘွားအဖြစ်မင်းတို့ယုံနေတဲ့အတွက်မင်းတို့ကကိုအပြစ်မှသေတယ်မင်း go to the hell ရဲသွားတော့မယ်တင်လို့အမှုနိုင်ငါပြောဆိုစီရင်စရာများပါရှိသို့တော်လည်းငါ့ကိုဇေလွတ်တော်မူဇေလွတ်ချင်းကိုကျွန်တော်တော်ပြီးပြည့်စုံတယ်သူ့ကိုပြောတာသူ့ဆိုတာတမန်တရားဆိုတာယေရှုကိုပြောတာယေရှုဆိုတာလူစားတီးခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဖြစ်တယ်ဝိညာဉ်တော်ဒီတမန်တရားဖြစ်လက်တက်သိခံတယ်ဆိုတဲ့အဲ့ဒီတရင်စကားဝိညာဉ်တော်ဆိုတာ spirit ဆိုတာပါလေနှုတ်ကပတ်တော်ငါစကားဒီဝိညာဉ်ဖြစ်ပြီးအသက်လည်းဖြစ်အဲ့နှုတ်ကပတ်တော်လူဖြစ်ခံယူလာတာအဲ့ဒါယေဟောဝါယာဝေပုဂ္ဂိုလ်သုံးပါမဟုတ်ဘူးတိကျခန္ဓာလည်းမဟုတ်ဘူးသူ့ရဲ့သူခံယူလာတာအဲ့ဒါကိုမင်းတို့မယုံရင်မင်းတို့က go to the hell လို့ပြောတာအာဒီအီမီတော်သူဖြစ်တယ်မင်းတို့မယုံဘူးကိုပြည့်၌တရားလေးခမည်းတော်ကိုရီမရေးမိတော်မူသူကိုထိုသူတို့ရိမ့်မိသွားတယ်ဒီစကားကိုကြာရိမ့်မိမရိမ့်မိတာမင်းတို့ဟဲ့လားဂျူရီယာတခုကိုပုဂ္ဂိုလ်သုံးပါဘုရားသုံးစုသုံးနေသုံးကားပေါင်းမိုးလင်းနေဖျေဘွားတွေအဲ့ဒီစကားကိုပြောတယ်တင်တို့အမှုနဲ့ရှင်ငါပြောဆိုစီရင်စရာများပါရှိသို့တော်လည်းငါ့ကိုဇေလွတ်တော်မူသောတစ္ဆာနဲ့ပြည့်စုံသူ၏အထံတော်လည်းငါကြားသမျှကိုဒီလောကနဲ့ဟောပြောသည်မိတ်တော်ကြားသမျှဆိုဟိုကစပီကာနဲ့လမ်းပြောနေတာမဟုတ်ဘူးเนาะ messenger နဲ့လမ်းပြီး message ပို့နေတာမဟုတ်ဘာလို့what began flesh အဲ့ဒါကိုပြောနှုတ်ကပတ်တော်လူစားတီခံယူလာတာကိုပြောတယ်ဘာလို့နှုတ်ကပတ်တော်ကိုယ်တိုင်ဖြစ်တယ်ဘုရားကိုယ်တိုင်ဖြစ်တယ်ဘုရားကိုယ်တိုင်လူစားတီခံယူလာတယ်ယေဟောဝါယာဝေရဲ့ခန္ဓာ body ဆိုဖြစ်တယ်အတွက်ကြောင့် prediction လုပ်ထားတဲ့ပို့ပြီးဘယ်ဟာမှမလုပ်ဘာလို့ဖျက်ဘွားမို့ဖျက်ဘွားဆိုရင်ခမီးတော့နဲ့စိတ်ချင်းဝမ်းချင်းကွဲပြီးတော့ဖျက်ဘွားအဖြစ်သားတော့သူစိတ်ကြိုက်သူရှောက်လို့မရအောင်ဘာလို့သူဟာခမဲတော်ပဲဖြစ်တယ်ဘာလဲလူစားတိခံလိုက်နှုတ်ကပတ်တော်ရေဟောဝါယာဝေခန္ဓာဖြစ်တယ်ကြိုတင် prediction လုပ်ထားတဲ့ဟာကလို့ဘယ်အရာမှမလုပ်အဲ့ဒီလုပ်သမျှဟာသူ့အလိုပြ automatically ဖြစ်နေတာဘာလို့လူစားတိခံလိုက်နှုတ်ကပတ်တော်ရေဟောဝါယာဝေခန္ဓာဖြစ်နေတဲ့အတွက် prediction လုပ်ထားတဲ့ဟာအားလုံးဘေးသူမလုံးတလုံးမကြ automatically အဲ့ bodies of Christ မှာပြည့်စုံနေတာဖြစ်အဲ့ဒါကိုပြောတယ်ခမည်းတော်ရင်မဲ့မိန်တော်မူကိုသူတို့ရိမ့်မိကြတယ်ယူလာမယုံမင်းနဲ့ရိမ့်မိသွားဟဲ့လားတန်ဟိုလေးပေါ့နော်နည်းနည်းပေါ့တဲလို့စားတော့ရပါနော်ကိုကြောင့်ယေရှုကတင်တို့ဒီလူသားကိုမြှောက်ထားသောအခါပါတယ် sonship ကိုပြောလူသားဆိုဖယေဘွားပြောတာမဟုတ်လူစားတိခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ ကိုမြှောက်ထားသောအခါကားတိုင်းကြောင်းပြောထို့ကြောင့်တင်တို့ဒီလူသားကိုမြှောက်ထားသောငါဒီဤမီသောသူဖြစ်သည်ကိုမင်းတို့ကိုယ်တိုင်မြှောက်ထားမှာတစ်တိုင်မှာဆွဲထားခြင်းကိုခံရတာကိုမင်းတို့တကယ်မြင်တဲ့အခါမှာဘယ်လိုမြင်တာဖယေဘွားအဖြစ်မြင်တဲ့အတွက်မင်းတို့ကကိုယ်အပြစ်မှာဖေပြီးငရဲသွားလူစားတိခိုင်ရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေYHWH အလိုဟင်းကိုယ်တိုင်လူစားတိခိုင်လာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ bodies of Christ ဘာလို့အပြစ်အတွက်ဤလောကကိုကြွလာပြီအသွေးသွန်းလောင်းပေးတယ်ဆိုတော့လက်ခံပြီးတော့ one ဆိုတော့တိသွားပြီဆိုခဘယေရှုကလူသားကိုမြှောက်ထားတော့ကငါဒီဤမီသောသူဖြစ်သည်ကိုဆိုပါလေလူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ YHWH ခန္ဓာလူခန္ဓာနဲ့ထင်ရှားတဲ့ YHWH ခန္ဓာ bodies of Christ ဖြစ်တယ်ဆိုတော့ဧကအမှန်တိသွားပါလေမြှောက်ထားတဲ့အခါမှာတိမြှောက်ထားတဲ့အခါငါဒီဤမီသောသူဖြစ်သည်ကိုတော့ငါဒီကိုလိုလျောက်ဘယ်မှုမှမပြုဆိုတော့သူကခမီးတို့ခိုင်မှဖြစ်တယ်လို့ပြောတယ်အဲ့ဒါ Christological interpretation လို့ခေါ်ဟဲ့လား sonship ကိုစွန့်ပေးတာဖြစ်တယ်အတွက်
သူကဖယဘွားမဟုတ်တဲ့အတွက်ဖယဘွားတစ်ပါးကကိုယ်ဆန္ဒနဲ့ကိုစားလို့တောက်လို့ကိုယ်ဆန္ဒနဲ့ကိုပြောချင်တယ်ပြောလို့မရဘူးဘာလို့လူစားတိခံတဲ့ prediction ကြိုတင် prophet ပြုထားတဲ့နှုတ်ကပတ်တော်ဘုရားရှင်စီဖြစ်တဲ့အတွက်ကြိုတင် prophet ပြုထားတဲ့စကားဘေဒုတစ်လုံးမကြံဘူးလားပြည့်စုံဖို့ပဲဒုက္ခနာမှာဖြစ်တယ်နားလဲလားဘူးဖယဘွားအဖြစ်လုံးချင်တယ်လို့မရအဲ့ဒါကိုပြောတယ်ငါကိုစီလို့တော့ငါနဲ့အတူရှိတော့ဟာဆက်ပါ28ကိုကျော်သွား28ထို့ကြောင့်ယေရှုကသင်တို့ဒီလူသားကိုမြှောက်ထားတော့ငါဒီဤမီတော်သူဖြစ်ပြီကိုone ဖြစ်တယ်ဆိုတော့ငါဒီဤမီတော်သူဖြစ်ပြီကို၎င်းငါဒီကိုအလိုလျောက်အဘယ်မှုကိုပဲဖယဘွားမဟုတ်ဘူးဖယဘွားလို့ရှောက်မပြောနေတာမဟုတ်ဘူးတော့လူစားဒီခိုင်ရနှုတ်ကပတ်တော်ယေဟောဝါယာဝေကနေကြိုတင် prediction လုပ်ထားတဲ့ဟာတွေကိုပဲငါပေါ်ပြောဆုံးမှတွန်းတင်လမ်းပြတယ်ဆိုတော့ငါဒီကိုအလိုလျောက်အဘယ်မှုမှမပြုပဲငါခတ်ပြီးတော့ဒီငါအာနီးပြီးတော့မြတဲ့ငါဟောပြောဒီသင်တို့သိရကြလိမ့်မည်ဖယဘွားလို့ရှောက်ပြောနေတာမဟုတ်လူစားတိခိုင်ရနှုတ်ကပတ်တော်ယေဟောဝါယာဝေ YHW အေလိုဟင်းကိုယ်တဲ့ခန္ဓာဖြစ်တယ်ဆိုတော့အဲ့ဒီခန္ဓာကနေဟောပြောနေတယ်ဆိုတော့မင်းတို့သိတယ်29ရောက်ငါကိုဇေလွတ်တော်မူတော့သူငါနဲ့အတူရှိတယ်ပုဂ္ဂိုလ်နှစ်ပါးပေါ့အဲ့ဒါပါလူစားတိခိုင်ရနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာလို့ပြောတာ what become flesh bevan caro fetan s olago sas eknedo စာရှိကိုပြောတာငါနဲ့အတူရှိတယ်ဖယဘွားလို့ပြောတာမဟုတ် incarnation လို့လည်းပြောတာမဟုတ်ဘူးနော် rebirth လည်းမဟုတ် reborn လည်းမဟုတ်ဘူးနော် born again ဆိုတာတတ်နော်အဲ့ဒါလေးကိုနားလေကိုနော်ငါကိုစေလို့တော်မူတယ်ငါနဲ့အတူရှိတော်မူငါကိုတကိုယ်ကြီးနေစေချင်ခမည်းတော်ကြီးစွန့်ပြတော်မူအဲ့နှစ်ပါးကိုယ်ပြီးမနေဘူးကားတိုင်းမှာတက်တော်ဆွန့်တဲ့အခါမှာခမဲတော်ခေါ်ထွက်မသွားဘူးဘာလို့ခေါ်ထွက်မသွားလဲone ဖြစ်တဲ့အတွက်ခေါ်ထွက်လို့လည်းမရအောင်ငကိုယ်တည်းကလည်း2မဟုတ်ဘူးအဲ့ဒါကိုပြောတာနော်ငါကိုတကိုယ်ကြီးနေစေချင်တာခမည်းတော်ကြီးစွန့်ပြတော်မူဘူးလေမင်းတို့စွန့်တားတော်ကိုစွန့်လဲဆိုပြီးခမည်းတော်ကတတ်ခေါ်ထွက်ပြီးတော့တားတော်ကားတိုင်းမှာတရားစီရင်အပြစ်ပေးပြီးတော့ဟမ်ကျိန်သာတိုက်ပြီးမင်းတို့စွန့်ပြတယ်လို့ပြောတယ်ဘယ်တော့မှမစွန့်ပြဘူးကကဘာတုံတိတိုင်အောင်မစွန့်ပြဘူးဘာဖြစ်လို့လဲပုဂ္ဂိုလ်နှစ်ပါးမဟုတ်ဘူးတပါးတည်းဖြစ်နေဒါကြောင့်မလို့စွန့်လို့လည်းမရဘူးတိလားခမည်းတော်ကငါလိုက်ရှိတယ်အာဒီခမည်းတော်လိုက်ရှိတယ် I am the father of one ဆိုတာ homogeneous တိလားခွဲထုတ်လို့မရဘူးတိလားအခုမှ bond ဖြစ်နေတာပေါ့နော် molecules ကိုခွဲထုတ်လို့မရဘူးတစားစီခွဲထုတ်ပြီးတော့ဒီလိုဟာဒါအဲ့လိုခွဲထုတ်လို့မရဘူးအဲ့လိုမျိုးပြောတာ homogeneous ဆိုတာနော် I am the father of one ဆိုတာ omnipresent ဆိုပြောနေနော်ထိုကယေရှုကsorry 30ရောက်သွားတယ်ထိုစကားတော်မိန်တော်ဆိုလူအများတို့ဒီယုံကြည်ခြင်းလို့ရောက်သွားတယ်အဲ့ဒါကိုမိန်လိုက်တဲ့အချိန်မှာတော်တော်များများယုံသွားတာဘာလို့ one ဆိုတာသိတယ်အဲ့ဒီမှာအဲ့ဒီကသိတာထိုစကားကိုမိန်တော်လူအများတို့ဒီယုံကြည်ခြင်းလို့ရောက်ရတယ်context ပြန်ဖတ်ကြည့်29ငါ့ကိုဇေလွတ်တော်မူတော့သူငါနဲ့အတူရှိဘာဒီတကိုယ်ကြီးနေစေခြင်းခမည်းတော်ဒီစွန့်ပစ်တော်ဒီလိုခွာထွက်သွားလို့မရအောင်ကားတိုင်းမှာတက်တော်ဆွမ်းတာ one အဖြစ်တက်တော်ဆွမ်းခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်တစ်လုံးတစ်ဝတဆူဒီအဖြစ်တက်တော်ဆွမ်းနေဆိုရယ်အဲ့ဒီမှာbiblically systematic biblically approve ဖြစ်နေတယ်အဲ့ဒီမှာငါကိုတကိုယ်ကြီးနေစေခြင်းခမည်းတော်ဒီစွန့်ပစ်တော်အကြောင်းကတက်တက်တော်မူတော့အမှုကိုအစင်မပြတ်ငါတူးတယ်ကြိုက်အောင်လုပ်ပေးနေတာမဟုတ်ဖယဘွားဘာဖြစ်လဲလူစားတိခိုင်ပဲနှုတ်ကပတ်တော်ရေအိုးဝါယာဝေရဲ့ခန္ဓာဖြစ်နေတဲ့အတွက်ကြိုတင်ပရောဖက်ပြုထားတဲ့ဘေဒုတစ်လုံးမချံပြည့်စုံဘုရားတကယ်နှစ်သက်တယ်ဆိုတော့အဲ့ဒါကိုပြောတာဘာကြောင့်နှစ်သက်လဲဆိုတော့လူစားတိခိုင်ပဲနှုတ်ကပတ်တော်ကိုယ်တိုင်ဖြစ်နေတဲ့အတွက်ကြောင့်ဘေဒုတစ်လုံးမချံအဲ့ဒီနှုတ်ကပတ်တော်မှာပြည့်စုံဖြစ်တယ် automatically ပြည့်စုံနေတာဖြစ်မပြည့်စုံလို့မရဘူးနော်ဒါကြောင့်မလို့ခွာထွက်လို့လည်းမရဘူးပေါင်းနေတာငကိုတွေကလည်းခွာမနေကိုစကားတော့မင်းတို့လူများတို့ဒီယုံကြည်လို့ရောက်ကြတယ်တချို့ယုံသွားကြတယ်အဲ့ဒီကယုံသွားတယ် one ဆိုတော့ထိုအခါမှာယေရှုကတင်တို့ဒီငါးဒေသနာ၌တည်တယ်ငါတပြည့်အဲ့ဒါဒေသနာအဲ့ဒါယေရှုခရစ်တော်ရဲ့ဒေသနာ I am the father of one အဲ့ဒါယေရှုခရစ်တော်ရဲ့ဒေသနာအဲ့ဒေသနာမှာမတည်ဘူးဆို
လက်ကိုမခံနဲ့ရှင်ဝါနော်ဩဝါဒစာဒုတိယဆောင်ခွန်ရှိ9:17ဖတ်ကြည့်တခါလေးရှိတယ်ရှင်ယောဟန်ဩဝါဒစာဒုတိယဆောင်ဒီခရစ်တော်ရဲ့ဒေသနာမှာပါတယ်လက်မခံနဲ့မင်္ဂလာရှိစေတော့မပြောနဲ့ပြောရင်အဲ့ဒီလူရဲ့မိစ္ဆာနဲ့ဆက်ဆံရကြတယ်မင်းကမိစ္ဆာပဲအတိလင်းပြောတာအဲ့ဒီခရစ်တော်ရဲ့ဒေသနာဆို I am the father one ငါကိုမြင်ငါနဲ့ငါကမျိုးတလုံးတော့ရတယ်မောရှိကငါအကြောင်းကိုရေးတာနော်ဟိုဣတိလာမျိုးတင်းတို့ဖျားသခင်ထားဝရဖျားတဆူလေးရှိတယ်တပါးလေးရှိတယ်ရှင်မာဘုခရစ်ကို29တိလင်းပြောခရစ်တော်ရဲ့ဒေသနာဖြစ်တယ်အခုဒါကခရစ်တော်ရဲ့ဒေသနာခရစ်တော်ရဲ့ဒေသနာဆိုတာ Christological interpretation လို့ခေါ်တယ်။သားရဲ့အဖြစ်တော်ဒိုင်းဆက်ခွင့်အားဖြင့်လူကိုစွန့်ပေးအဲ့အတွက် blood covenant နော်ကဘာဥကပဲတိုးတငယ်ကွက်မြတ်တိုးတငယ်အသက်စာတော်မှာစင်ရင်မဝင်တော့ဘူး။သားရဲ့ကိုကိုးဝယ်ကြရည်အဲ့ဒါဖယဘွားပုဂ္ဂိုလ်3ပါးဘုရား3စုလုံးနေတယ်ကော။အဲ့ဒါကဘာဥကပဲစင်ရင်မဝင်လားပုဂ္ဂိုလ်3ပါးလုံးနေယူဒလူကလည်းတော်ပါပြီ31ကိုဆက်တော့ထိုကယေရှုကတင်းတို့ဒီငါ့ဒေသနာလိုက်တည်တယ်ငါတပည့်အမှန်ဖြစ်ကြ၏မင်းတို့ကမင်းတို့ဒေသနာမှာတည်လားခရစ်တော်ရဲ့ဒေသနာဆိုဘာလဲလို့တည်လားမင်းတို့ဂုရုတွေမေးကြည့်ပါဦးဝိညာဉ်ဖင်ကားကြီးဖခင်ကြီးဝိညာဉ်ဖင်ကားလို့ချင်တဲ့ကောင်တုံးနဲ့တုတ်ကမွေးတဲ့ကောင်ကအထက်ကလာတဲ့ဝိညာဉ်ကိုဂုတ်ခွာစီပြီးတော့ဖခင်မှာပြောတယ်သူ့သားပါလို့ပြောချင်သေးတယ်ပေါလုတို့ပေတရုတို့ကသားတို့အဖတို့ပြောတယ်ဆိုတာဘာကိုပြောလာလဲငါတို့ရဲ့ယုံကြည်တကယ်သူယုံကြည်ခြင်းဟာတစ်ထပ်သေးကြတယ်ဆိုတော့ recommend ပေးတာအဲ့ဒီတိတုတို့တိတုတို့တိမောသေတို့တိလောအနုတို့အဲ့ဒါတွေကိုသူကအသေးတော်တွေကိုလွတ်တဲ့အချိန်မှာယုံကြည်ခြင်းအဲ့ဒီထဲကရှုံးနေဘာလို့ရှုံးနေလဲဆိုတာ circumcise လုပ်တဲ့လူနဲ့ circumcise မလုပ်တဲ့လူဂျန်တိုင်းနဲ့မူရင်းဂျူးတွေအဲ့လိုမျိုးယုံကြည်ခြင်းတွေကရှုံးနော်ပေတရုကဂျန်တိုင်းတွေနဲ့တော့ခမင်းသွားမစားဘူးနော်ပေါလုကဂျန်တိုင်းကိုဘုရားသခင်ကတပါးမျိုးသားတို့အင်္ဂလိပ်တရားအတွက်တပါးမျိုးသားတို့ရဲ့လွတ်ချင်းခွင့်ပေါလုအလိုက်အဲ့ဒီမှာပေါလုနဲ့ပေတရုကcross ဖြစ်နေတယ်အဲ့ဒီမှာရှုပ်ထွေးနေတဲ့အတွက်ကြောင့်သူက recommend ပေးတဲ့အခါမှာလွတ်လိုက်တဲ့အခါမှာဒီသူဟာငါရဲ့သားကဲ့သို့ငါရဲ့ငါမွေးတဲ့သွေးသားမွေးတဲ့ငါရဲ့သားကဲ့သို့ဆိုယုံကြည်ခြင်းကိုပြောတာငါနဲ့ယုံကြည်ခြင်းတစ်ထပ်သေးကြတယ်လို့ပြောတာ recommend ပေးတာဖြစ်တယ်အဲ့ဒါကိုခွေးတွေကယေရှုခရစ်တော်ရဲ့စကားဖယားစကားကိုအဖေကျော်ပထွေးလွန်ပြီးတော့ယေရှုကအဘယ်သူကိုမှရေကြီးပေါ်မှာအဖဟုမခေါ်နဲ့လို့ပြောတဲ့စကားကိုပယ်ပြီးတော့ပေါလုတို့စကားပေတရုတို့စကားပေါလုကအဖလို့ခေါ်တယ်သားလို့ခေါ်တယ်ဆိုရင်မင်းတို့လိုက်ခေါ်မင်းတို့တော့ခွေးကြတာမင်းတို့ပဲရှိတယ်ဟုတ်လားအဲ့ဒါကြောင့်မင်းတို့ခွေးလို့ပြောတာခွေးကိုလူစကားပြောလို့မရဘူးဟုတ်လားခွေးကိုလူစကားပြောရင်အဲ့ဒါခွေးပဲခွေးလို့ပဲဖြစ်တာခွေးကိုလူစကားပြောတော့ခွေးလို့ပဲပြောတာနော်အဲ့တော့ခက်ရဲပဲပြောတာဒုံးနဲ့ရိုက်တယ်အဲ့လိုမျိုးပေါ့နော်ဟိုခဲနဲ့ကောက်ပြစ်ရှင်ပြည့်အဲ့လိုလုပ်ရတယ်ခွေးကလူစကားသွားပြောလို့မရအောင်အဲ့ဒါယူရလူတို့ကလည်း32ရောက်သွားတယ်တမန်တရားကိုလည်းသိတယ်ထိုတရားကြီးတင်တို့ကိုလွတ်လိမ့်မည်မိန်တော်ကိုထိုက31ကစားတာထိုကယေရှုကတင်တို့ဒီငါးကြီးဒေသနာတွေငါတပည့်အမှန်ဖြစ်ကြတယ်ဒေသနာဆိုတော့ပါ one ဆိုတော့ပြောတာငါဒီ I am the father are one ဆိုတော့ပြောတာငါ့ဘုံမြင်တော့သူကခမည်းတော်မြင်ငါဒီခမည်းတော်၌ရှိတယ်ပေါ့ခမည်းတော်ဒီငါ၌ရှိတယ်ပေါ့မယုံတော့မောရှိဒီငါအကြောင်းကိုရေးထားတယ်သူရေးထားသောစာကိုတင်တို့မယုံနဲ့ငါစကားကိုတင်တို့ဘယ်လိုလုပ်ယုံမလဲမင်းတို့ဗထားရောက်မလို့ဖေရဘွားလို့ဖြစ်နေမောရှိစကားလည်းမင်းတို့မယုံဘူးဟုတ်လားမယုံလို့မောရှိရေးထားတာတဲ့ကဘာဥစတယ်မှာလည်းပုဂ္ဂိုလ်3ပါးရှိတယ်လို့ပြောတာမောရှိကိုလည်းမင်းတို့မယုံဘူးမောရှိစကားကိုလည်းမင်းတို့ကလိန်ကကြစ်လို့ယေရှုစကားကိုလည်းမင်းတို့မယုံနော်ရှင်မဘုခရစ်အကကြီးစနစ်အငယ်29မှာအိုဣတိလာမျိုးအမြင့်ဆုံးသောပညာတင်တို့ဘုရားသခင်ထာဝရဘုရားစုတပါးတည်းရှိတယ်မင်းအဲ့ဒီယေရှုစကားလည်းမယုံမင်းတို့ကမင်းတို့ယေရှုခရစ်တော်အယိုး3ပိုင်းချိုးပြီးတော့ခမည်းတော်တပါးသားတော်တပါး
那现在问了的吧，路也打了，看没了嘛，好搞，路没了，标零标啥，配下子苦，讲子苦，有的路个，他妈的，sorry，东西的要啊，头个也许个，电脑的哪一点的哪一点，哪里没嘛的，这多一点的那，然后多，啊，像偶尔啥，读的呀啥，看你呢，哎，shit，过的是实的嘛，不怕的，哎，这多一点的那么高，数的怕配下么好不，啊。ပုဂ္ဂိုလ်၃ပါးရှိပါတယ်လို့ပြောတဲ့ကောင်လက်ကိုမခံအောင်အိမ်မှာလက်မခံမင်္ဂလာရှိစေတော်လို့တော့မပြောနဲ့ပြောရင်မင်းတို့ကအဲ့စားတယ်မိစ္ဆာပဲထိုကယေရှုကသင်တို့ဒီငါးကြီးဒေသနာ၌တည်တယ်ငါတပိအမှန်ဖြစ်ကြ၏အာမင်32မှာတမန်တရားကိုလည်းတည်တဲ့ဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လပ်ယူယုံကြည်သောယူရလူတို့ကပြောအဲ့ခမည်းတော်တဲ့လူချို့တို့ဒီယုံကြည်ကြယူပဲအဲ့ယုံကြည်သွားတဲ့လူတွေထပ်ပြောတာကတမန်တရားကိုလည်းတည်တဲ့ဖြင့်တမန်တရားဆိုတာပါယေရှုကပါယူစာတိခံရတဲ့နှုတ်ကပတ်တော်ယေဟောအရာဝဲခံ bodies of Christ ဖြစ်တယ်ဆိုတော့တမန်တရားကိုတိကျွမ်းသွားတာ familiarize ဖြစ်တာအဲ့ဒါကိုပြောတိကျွမ်းတဲ့တမန်တရားကိုလည်းတိတဲ့ဖြင့်တမန်တရားဆိုယေရှုဘယ်သူလဲဆိုတာအဲ့ဒါကိုမေးနေတာတရားကိုပေတရုငါဘယ်သူလဲလို့မေးရအဲ့ဒါတမန်တရားကိုလည်းတိတဲ့ဖြင့်ကိုတရားတွေတင်တို့ကိုတွတ်လက်ပြီးယုံကြည်တော်သူကယူရလို့တမန်တရားဆိုတာတွတ်ချင်းချမ်းသာအောင်တကယ်ပြောင်းဆိုဝိညာဉ်တော်တရားကိုဆိုဝိညာဉ်တော်တရားဒီတွတ်ချင်းချမ်းသာအောင်ပြီးတတ်တယ်အဲ့ဒါကိုပြောယေရှုခရစ်တော်အေဝံဂေလိတရားအဲ့ဒါတမန်တရားဖြစ်တယ်အဲ့တမန်တရားယေရှုဖြစ်တယ်အဲ့ဒါဘယ်သူလဲဆိုလူစားတိခံရတဲ့နှုတ်ကပတ်တော်ယေဟောဝါတာကိုခံ bodies of Christ ဖြစ်တယ်ယူရလူတို့ကလည်းငါတို့ဒီအာဗြဟံမျိုးဖြစ်တယ်အဘယ်သူထံ၌တခါတည်းမှကြုံမခံကြအဲ့လွတ်ချင်းဆိုတော့မသိဘူး redemption ဆိုတော့နားမလဲကယ်တင်ခြင်းဆိုတော့နားမလဲကောင်33မှာယူရလူမယုံကြည်တဲ့လူတွေကထပ်မေးတယ်ယူရလူတို့ကလည်းငါတို့ဒီအာဗြဟံမျိုးတဲ့အာဗြဟံအမျိုးဣဇက်အမျိုးအမျိုးကိုပြန်ကြိုင်တာပါနော်အာဗြဟံအမျိုးဖြစ်ကြရဲ့အဘယ်သူထံမှကြုံမခံဘူးတဲ့ကြုံလည်းမဟုတ်ဘူးတဲ့ဘာမှမဆိုင်အဲ့ဒါလောကီအကြောင်းပြောအခုပြောတာကဝိညာဉ်ဖခင်လို့မခေါ်ကိုယ့်အဖေကိုလည်းမခေါ်နဲ့ဆိုအချိန်ပရိအဲ့ဒီကရှိတာတိလားGod was ဆိုနားမလဲဘူးတိလား other tense you tense unknown tense ဆိုနေပြောနေတယ် analogical language symbolic language ဟလားfigurative language တွေနဲ့ပြောနေတယ် spiritual language နဲ့ပြောနေတော့နားမလဲဘူးနားမလဲဝိညာဉ်ဖခင်လို့မခေါ်နဲ့လို့ပြောတယ်မင်းတို့ဖျားစကားကိုအစော်ကားဝိညာဉ်ဖခင်လို့မခေါ်နဲ့ဆိုရင်ကိုယ့်အဖေကိုလည်းကိုယ့်အဖေလို့မခေါ်နဲ့ကွာကျွေးဖေမွေးဖေကိုလည်းမခေါ်နဲ့ကွာဆိုရင်စော်ရအောက်တန်းကြတယ်တော်သားတွေယူရလူတို့ကလည်းငါတို့ဒီအာပြန်အမျိုးဖြစ်ကြ၏အဘယ်သူထန်လိုက်ကြုံမခံရတယ်တင်းဒီလွတ်လိမ့်ပြီလွတ်တဲ့ဟာကိုနားမလဲဘူးလွတ်လိမ့်ပြီဟူတယ်တင်းဒီအဘယ်သူဆိုတဲ့နေမြကြ၏ယေရှုကလည်းငါအမှန်ကန်ဆိုဒီကဒုစရိုက်ကိုပြုသွဲဒုစရိုက်ကြုံဖြစ်ကြ၏လွတ်ချင်းကိုပြန်ရှင်းနေရတယ်Christological interpretation ကိုနားလည်ဖို့နေတာလားလွတ်ချင်းဆိုတာကိုနားမလဲဘူးဒါကြောင့်မို့ဘယင်ကတော့နားမလဲဘူးဟဲ့လားဘယင်ကပါလဲwhat is true တဲ့ပြန်မေးရငါတမန်တရားဖြစ်တယ်လို့ပြောရတာဘာလဲတဲ့တမန်တရားဆိုတော့ကားတိုင်းတင်ခိုင်းပြီပြီးလည်းမေးရတမန်တရားဆိုတော့ဘာလဲကျွန်းဒီကားတဲ့အိမ်နဲ့အစင်မြဲနေပြီဘာမှမကအစင်မြဲနေတယ်သားဖြစ်ပြီးဂိုင်းဆက်ခွင့်ရတော့ပြီဆိုအဲ့ဒါအစင်မြဲဖြစ်တော့ slave ဆိုရင်အဲ့ဒါအစင်မြဲမဟုတ်ဘူးမင်း slave လားတာ slave ဆိုရင်အဲ့ဒါမင်းခေါ်တော့တွေ့သမျှလူတုတ်ကမွေးတဲ့တုတ်ကဖြစ်တဲ့လူအားလုံးမင်းလိုက်ဝิญဉ်ဖခင်နဲ့လိုက်ခေါ်အဲ့ဒါမင်း slave ပဲဒါဘုရားကြုံမဟုတ်ဘူးမင်းအဲ့ဒါဒေးဗစ်လာရဲ့ဝิญဉ်ဖခင်ပါလို့မင်းတို့ပြောတယ်ဒေးဗစ်လာကျွန်းဇွန်လင်းအောင်မင်းတို့ရဲ့ဝิญဉ်ဖခင်ပါဆိုမင်းတို့ကဇွန်လင်းအောင်ရဲ့ကျွန်းသားမှုကအိမ်၌အရှင်မြဲနေတယ်သားတော်ရဲ့ဝิญဉ်ကိုရတော့သူအာဘအဖကိုခေါ်တော့ဝิญဉ်ဘုရားသခင်သားတော်ဤဝิญဉ်ကိုသူတို့စိတ်နှလုံးထဲကိုဘုရားသခင်စီလို့အဲ့ဒါဘုရားသခင်ကိုပဲခေါ်တယ်အာဘအဖကိုသားတော်ရဲ့ဝิญဉ်မရတဲ့လူကကျွန်းပြည့်တဲ့အတွက်ကြောင့်ဒေးဗစ်လာကျွန်းဟာဒေးဗစ်လာအဖေလို့ခေါ်တာဝิญဉ်အဖေလို့ခေါ်
ဇော်လင်းအောင်ကျွန်းอ่ะဇော်လင်းအောင်အဖေလို့ခေါ်အဲ့ဒါရှင်းနေတယ်နော်ဒီတဲ့ရှင်းနေတော့ဒီလိုဒီအာဗျာမျိုးဖြစ်ကြပြီငါဒီသို့တော်လည်းငါကြီးဒေသနာငါကြီးဒေသနာဆို I am the father of one လို့ပြောတယ်အဲ့တော့လက်မခံငါကြီးဒေသနာမှာမတည်ရင်လက်ကိုမခံအောင်ဖယဘွားပြောနေတယ်ပေါ့လက်ကိုမခံအောင်ခရစ်တော်ရဲ့ဒေသနာအဲ့ဒါကိုပြောတာခရစ်တော်ပုဂ္ဂိုလ်သုံးပါမရှိဘူးရှိတယ်လို့လည်းမပြောခဲ့ဘူးဟုတ်လားခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘာလို့မိတ်ဆက်ပေးတာ introduce လုပ်တာအဲ့ Christological interpretation အဲ့ဒါကိုမသိလို့မဖြစ်ဘူးမသိလို့မဖြစ်တဲ့အတွက်မိတ်ဆက်ပေးတာဖြစ်တယ်အဲ့ဒါ manifestation ကိုလာခေါ်တာဖြစ်တယ်နော် Christological interpretation တင်ပေးနေတာစာရှိကိုတင်ပေးတဲ့အတွက် I am the way ကိုလမ်းပြနေတာဖြစ်တယ် teaching လုပ်နေတာဖြစ်တဲ့အတွက်ဒါကိုမပြောလို့မဖြစ်ဘူးမပြောလို့မဖြစ်တဲ့အတွက်အဲ့ဒါကိုပြောနေတာဖြစ်တယ်ပုဂ္ဂိုလ်သုံးပါးရှိတယ်တီးခြားခန္ဓာနဲ့ပုဂ္ဂိုလ်သုံးပါးရှိတယ်လို့ပြောကိုမပြောဘူးပြောကိုမပြောဒါကြောင့်လို့ငါးဤဒေသနာမှာမတည်ဘူးဆိုတာအဲ့ဒါကိုပြောအဲ့လိုပုဂ္ဂိုလ်သုံးပါးတီးခြားရှိတယ်လို့ပြောနေတယ်ပေါ့ငါးဤဒေသနာမတည်တဲ့အတွက်မောရှိရဲ့စကားကိုလည်းမင်းတို့မယုံဘူးမောရှိကငါအကြောင်း YH လို့တဆူတပါးဒီတော့ဖရာအကြောင်းရေးပါတယ်ဆိုတော့မောရှိစကားလည်းမယုံမောရှိစကားကိုမယုံငါစကားကိုမင်းတို့ဘယ်လိုလုပ်ယုံမလဲအဲ့ဒါ go to the ဘယ်လို go to the ငါဒီအီမီတော့သူဖြစ်တယ်လို့ကျွန်တော်မယုံဘူးကိုအပြစ်နဲ့တရားကြတယ်ဖရာဘွားလို့ပြောနေတယ်လားဒါဟာလူစားဒီခိုင်ရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ ဖြစ်တယ်သားရဲ့အဖြစ်တော်ဂိုင်းဆက်ခွဲအားဖြင့်လူကိုစွန့်ပေးပြီးရွေးနှုတ်ကဲတင်မဲ့အတွက်လူစားဒီခိုင်လာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေယေလိုရဲ့ခန္ဓာ bodies of Christ ဖြစ်တယ်ဆိုတော့မင်းတို့မယုံဘာဒီအီမီတော်သူဖြစ်တယ်ကိုတင်လို့မယုံကိုအပြစ်နဲ့တရားကြတယ်မင်းတို့ဖေဘွားတွေအားပဲဘိုးတူတဲ့ဟာမရဲသွားလောလောဆယ်ကိုမင်းတို့သေနေသိလားဒါလောက်ပဲနော်တိတ်ရှိကိုအောင်နောက်မှဆက်ကြအောင်ဒါ God bless you Christological interpretation ကိုကျွန်တော်တင်ပြတာဖြစ်တယ်ပုဂ္ဂိုလ်သုံးပါဘုရားသုံးမရှိဘူးဒါပေမဲ့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့ပြောတာမဟုတ်အဲ့ဒါ manifestation ဖြစ်တယ် Christological interpretation ဖြစ်တယ်အဲ့ဒါကိုနားလည်မှဆန်းရှစ်ကိုနားလည်သားရဲ့အဖြစ်တော်ဂိုင်းဆက်ဖွင့်စွန့်ပေးတာကိုနားလည်မယ်ဒီဖန်ကာရိုဖက်တန် S Olago Sas Agnetos what become flesh နှုတ်ကပတ်တော်ဟာလူစားတိခံယူလာလဲယေဟောဝါယာဝေရဲ့ခန္ဓာဖြစ်ပါတယ်ဆိုတော့နားလည်မှာအဲ့ဒါ Christological interpretation ဖြစ်တဲ့အတွက်ကြောင့်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော် introduce လုပ်ပေးရင်I am the way ဖြစ်တဲ့ပုဂ္ဂိုလ်တီးခြားသုံးပါးရှိတယ်လို့ပြောနေတာပေါ့ငါဒီ one ဤမီတော်သူဖြစ်ပြီတင်လို့မလို့ကိုအပြစ်နိုင်သိရကြတယ်go to the heart နော်သုံးကားပေါင်းမိုးလင်းပုဂ္ဂိုလ်သုံးပါဘုရားသုံးစီလုံးနေသုံးကားပေါင်းမိုးလင်းလုံးနေတဲ့အကောင်းတွေတီးခြားခန္ဓာနဲ့ခမည်းတော်ဒီသားတော်မဟုတ်သားတော်ဒီတန်ရှင်းသောဝိညာဉ်တော်ကိုတန်ရှင်းသောဝိညာဉ်တော်ဒီသားတော်မဟုတ်မဟုတ်နဲ့ပြောနေတဲ့အကောင်းတွေသုံးကားပေါင်းမိုးလင်းနေအားလို့ go to the heart အားလို့လေဒီအီမီတော်သူဖြစ်တယ်လို့တင်လို့မယုံတော့ရောက်တင်လို့အပြစ်ပေးရတယ် God bless you everybody ကျွန်တော်နှစ်ချင်းခရစ်ယာန်ဒုတိယမွေးမြခံပြီးဘောင်းနေတဲ့မီယိုးဖလာ generation 40မြောက်နှစ်ချင်းခရစ်ယာန်ဖြစ်ပါနော် solar scriptura စုပ်ကိုင်ထားတာဖြစ်တယ်နှစ်ချင်းခရစ်ယာန်လို့ပြောပြီးတော့ solar scriptura ကိုမစုပ်ကိုင်နေတယ်အဲ့ဒီနှစ်ချင်းခရစ်ယာန်ကိုကျွန်တော်လက်မခံဘူးမီယိုးဖလာဆိုတာဘယ်ရလဲရှင်ဟောခရစ်အခန်းကြီး1အငယ်6ခွန်8ကိုကျွန်တော်ပြောနေတာဖြစ်တယ်မီယိုးဖလာဆိုတဲ့အတိတ်ပဲယောဟန်အမည်ရှိသောသူတော်ကိုဘုရားသခင်ဇေလွတ်တော်ကိုထိုသူကိုအမိပြု၍လူပေါင်းတို့သည်ယုံကြည်သောကြောင့်ပြီးတော့ထိုသူသည်တက်တေကံဖြစ်တဲ့အလင်းတော်ကြီးအကြောင်းတက်တေခံခြင်းကလားအဲ့ရနေလားတဲ့ religion မှာ relationship လို့ sonship လို့နော် religion ဘာသာတရားခရစ်ယာန်ဘာသာတရားကိုဘုရားသခင်အရင်ဆုံးဇေလွတ်တယ်ပြီးတော့မှ relationship ဆိုတာသားရဲ့အဖြစ်တော်ဂိုင်းဆက်ခွင့် sonship ယေရှုကိုဇေလွတ်တာဖြစ်ထိုရမှန်ကန်ကြောင်းကို relationship ကိုဇေလွတ်တဲ့ဘုရားဇေလွတ်ထားတဲ့ယောဟန်ရဲ့နောင်နာနဲ့ဆိုင်တဲ့ဗတ္တိဇံနှစ်ချင်းတရားမှာယေရှုခရစ်တော်ကနှစ်ချင်းခံပြီး
ဒီနှစ်ချင်းခံတဲ့မင်္ဂလာကိုခံယူပြီးတော့မှန်ကန်ကြောင်းတက်တည်သူဆိုအဲ့ဒါမီယိုဖလာနှစ်ချင်းခရိယာလို့ကျွန်တော်ပြောနေတာဖြစ်တယ် God bless you everybody